အားလုံးမင်္ဂလာပါဗျာအခုကျွန်တော်ပြောပြမှာ TikTok ထဲကပတ်စံအမြဲတမ်းတစ်နေ့2ပတ်3ပတ်လောက်ရတယ်ထိုင်းနိုင်ငံလူမျိုးတွေဝင်ယူလို့ရပါတယ်နော်အခုကတော့ TikTok ထဲဝင်ပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီပတ်စံကိုနှိပ်ရရတယ်ဒီမှာနှိပ်ရရတယ်အခုကျွန်တော်ဒီမှာနှိပ်လိုက်ပါမယ်အခုဒီမှာဒီပတ်စံလုံးလေးကိုနှိပ်လိုက်ပဲပတ်စံလုံးလေးနှိပ်ပြီးလို့ရှိရင်ဒီမှာအခုဒီပတ်စံတွေကတော့ကျွန်တော်ရလာတဲ့ပတ်စံ50ကျော်ပေါ့နော်ဒီကူကတော့ဒီကောင်ကျွန်တော်ယူပြမယ်ဒီကောင်တော့ကြော်ညာတစ်ခါကြည့်အတန်လေးနည်းနည်းလျှော့လိုက်မယ်ဒီကောင်အခု650ရရင်အခုဒီမှာတစ်ခေါက်ကြည့်ပြီးပဲပေါ့အခုနောက်တစ်ခါထပ်ကြည့်မယ် Happy Mom Week อุ้มทุนด่วนผ้าอ้อมของใช้เด็กลดสูงสุด အခုဒီမှာစောအောင်ကြည့်အောင်နောက်တစ်ခါ สูงสุด200 Pro နောက်ပြန်စုပ်ဒီမှာကွာရင်ထပ်ရပြန်ပြီ650ဒါတော့ထပ်လုပ်မယ်အခုဒီကောင်ကတော့ဒီမြလိုက်ဆိုလွှဲတဲ့ခါကျရင်ဒီကောင်ကပန်းပွေးတွေတပွေးပေးလိုက်ပန်းပွေးတွေတပွေးပေးလိုက်ဒီမှာပွိုက်3500ရပါပြီနော်ပွိုက်3500ရပြီဒီကောင်ကတော့ကြော်ညာလေး10မိနစ်ကြည့်လိုက်ရင်ပွိုက်1000ရတယ်အဲ့ဒါကိုဒီလိုဆွဲတင်ဆွဲချလေးလုပ်ပေးလိုက်ဘာမှမလုပ်သူ10မိနစ်လောက်ရတာပေါ့နော်လက်နေနဲ့ဆွဲတင်ဆွဲချလုပ်ပြီးသူက10မိနစ်ပြည့်ရင်တော့ပတ်စံရပြီကွိုက်1000ရတာပေါ့ကွိုက်1000တစ်ပတ်ပါဘာမှသူလှုပ်စရာမလိုဘူးသူအချက်လက်အတိုင်းလိုက်လှုပ်ပြီးလိုက်ပတ်စံတော့သူ့အလိုလိုရတာလားပတ်စံကတော့အခုထုတ်ဦးရပါနော်ဗန်နဲ့ချိတ်လို့ရတယ်ခဏညကျွန်တော်ထုတ်တဲ့နေရာပြပါမယ်အခုဒါဆိုကွိုက်1000ရပြီကွိုက်1000ရရင်ဒီမှာအနောက်ပြန်စုံမယ်နောက်ပြန်စုံပြီးဒီမှာပြန်ဝင်ဒီမှာကွိုက်1000ရပြီကွိုက်1000ရဒီမှာအဲ့ကျွန်တော်ကွာရတော့အခုဒီမှာ50ကျော်ဒီပတ်စံထုတ်မယ်ဆိုရင်ဒီမှာအခုဒီပြတဲ့ဟာကိုမတတ်မှတ်နဲ့အခုဒီမှာကျွန်တော်ထုတ်လာတဲ့ပတ်စံပေါ်198ပတ်အခုဒီမှာ50ထပ်ထုတ်လို့ရတယ်အခုကိုကမကြိုက်တဲ့ဘန်နဲ့ကိုထုတ်လို့ရတယ်နော်ကြိုက်တဲ့ဘန်နဲ့ထုတ်လို့ရတယ်ဒီမှာကျွန်တော်ထုတ်လာတဲ့ပတ်စံဒီလောက်ပဲเนาะအဲ့ဒါဆိုအားလုံးအဆင်ပြေပါစေ